ယနေ့တော့ထမင်းစားပြီးရင်လမ်းလျှောက်တာအကောင်းဆုံးပဲလို့ကျွန်တော်ပြောခဲ့ပါတယ်။ဒါပေမဲ့ရုံးခန်းထဲမှာအလုံများနေတဲ့အခါမျိုးဒါမှမဟုတ်ရင်နေရာမရှိလို့လမ်းလျှောက်ဖို့အခက်အခဲဖြစ်နေတဲ့အခါဘာလုပ်ရမလဲဆိုတာသင်သိပါသလား။အဓိကပြဿနာထမင်းစားပြီးချင်းငြိမ်ငြိမ်လေးထိုင်နေတဲ့အခါမှာသွေးတွေကတရားတည်းရုတ်တရက်မြင့်တက်လာတဲ့အတွက်ကြောင့်ရေရှည်မှာကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ဒါအောက်ကဝယ်ဖို့နည်းလမ်း၃ခုရှိပါတယ်။ပထမဆုံးတစ်ခုကတော့ Soleus push-up ပါ။ထိုင်နေရင်းနဲ့ပဲခြေဖနှောက်ကိုအပေါ်မြင့်လိုက်အောက်ကိုပြန်ချလိုက်လုပ်ပေးပါ။ဒါကခြေသလုံးကြွက်သားကိုအသုံးပြုတာဖြစ်ပြီးတော့သွေးတွေကတရားတက်ကိုရှော့ချဖို့အတွက်အလွယ်ဆုံးနည်းလမ်းဖြစ်ပါတယ်။ဒုတိယတစ်ချက်ကတော့ထိုင်ပုံထိုင်နည်းပါ။ထမင်းစားပြီးချင်းမှာခါကိုမှီပြီးတော့ရှော့ထိုင်တာမျိုးမှောက်အိတ်တာမျိုးမလုပ်ပါနဲ့။ခါကိုမမတ်ထိုင်ထားခြင်းအပြင်အစာအိမ်ပေါ်မှာဖိအားရှိမနေတာကြောင့်စက်ချင်းပြန်ခြင်းလိုယောဂမျိုးဖြစ်ပွားခြင်းမှလည်းကာကွယ်နိုင်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့အသက်ကိုဝဝရှူသွင်းပြီးဖြည်းဖြည်းချင်းပြန်ထုတ်ပေးပါ။ဒါကခန္ဓာကိုယ်ရဲ့အစာချေစနစ်ကိုအလုံးလုံးဖို့လှုံ့ဆော်ပေးပါတယ်။အလုပ်ဘလောက်များသည်ဖြစ်စေလမ်းလျှောက်ဖို့နေရာမရှိဘူးဖြစ်စေလမ်းလျှောက်ဖို့အခက်အခဲရှိသည်ဖြစ်စေတင့်ရဲ့ကျန်းမာရေးအတွက်ဒီ၃ချက်ကိုလိုက်နာပေးပါ။အားလုံးပဲအစာချေညက်ပြီးကျန်းမာကြပါစေခင်ဗျာ။